Hello everyone ဒီမှာမောင်လေးကြောင့်မှတ်ထိုင်ခေါ်မလို့ပြည့်ဖြည့်ပေးချင်လို့ပါရှင်အမားရဲ့ seasonal လက်ထည့်ပြီးတဲ့အခမဲ့ဘယ်လိုတောင်းတာလဲဗျာတဲ့ပြီးတော့အခမဲ့တောင်းတဲ့နေရာကဘယ်နေရာကနေဝင်ကြည့်ရလဲဗီဒီယိုလေးနဲ့ဖြည့်ပေးပါတဲ့ဟုတ်ကဲ့ပါရှင်အဲ့တော့အခမဲ့တောင်းနည်းတွေကပြည့် line ပေါ်မှာတင်ထားတဲ့ရှင်ဟုတ်ကဲ့နော်အဲ့တော့ကိုကသွားပြီးတော့အခမဲ့တောင်းနည်းသိချင်သိယူပါမောင်လေးကောင်းမှရှိတယ် TikTok shop foundation center တွေကိုနှိမ့်ဝင်သွားပြီးတော့အဲ့ဒီမှာမေဇင်တို့တွေပူပေါင်းဆောင်ရွက်ချက်များဆိုတဲ့နေရာမှာလဲတောင်းလို့ရတယ်လို့ကွန်ပျူတာစီကွက်တွေကိုဝင်ပြီးတော့လဲအခမဲ့နမူနာတွေတော့တောင်းလို့ရပါတယ်ရှင်โอเคနော်အဲ့တော့ဒီနေရာလေးမှာမေဇင်တို့ကအခမဲ့တောင်းတဲ့ခါကျရင်ရတဲ့ခါရှိမယ်မရတဲ့ခါရှိမယ်ဒါပေမဲ့မရလို့လဲစိတ်ဓာတ်မကြနဲ့ရတဲ့ခါကျရင်လဲပြီးတော့ဒီရလာတဲ့အခမဲ့ပစ္စည်းတွေ free ရတာတွေကိုမေဇင်တို့ကပေါ့ဗီဒီယိုလေးတွေဖန်တီးရတော့ live တက်တဲ့ခါကျရင်ပိတ်ထောက်ပေးရလို့လုပ်ပေးရမယ်နော်နောက်တစ်ခါကျတော့ကိုယ့်ရဲ့အကောင့်ကိုလည်းအမြင်ပိုင်းတွေပွင့်အောင်လို့ကြိုးစားပါလို့လည်းထပ်ပြီးတော့ပြောချင်ပါတယ်ရှင်အကောင့်အမြင်ပိုင်းပွင့်တဲ့သူတွေကစိုင်ကန်းတွေကမြင်တဲ့အတွက်ကြောင့်မလို့များကန်လှမ်းကြပါတယ်အမြင်ပိုင်းမပွင့်တဲ့အကောင့်တွေကစိုင်ကန်းတွေမမြင်တဲ့အတွက်ကြောင့်မလို့ကန်လှမ်းတာမျိုးမရှိတဲ့ခါကျရင်စိတ်တမကြနဲ့အမြင်ပိုင်းပွင့်အောင်လို့ပေါ့နော်ပို့ပြီးတော့အားလုံးကိုကြိုးစားစေချင်ပါတယ်ရှင်โอเคနော်ဟုတ်ကဲ့ပါရှင်အဲ့တော့ကိုယ့်ရဲ့ချင်အောင်ကိုပိုင်ချင်အောင်လေးရဲ့အောက်မှာရှိတဲ့ TikTok shop foundation center တွေကိုနှိမ့်ဝင်သွားပြီးတော့ပူပေါင်းဆောင်ရွက်ချက်များဆိုတဲ့နေရာမှာလည်းတောင်းလို့ရတယ်လို့မျိုးကုန်ပစ္စည်းဈေးကွက်ထဲမှာရှိတဲ့အခမဲ့နမူနာတွေလည်းတောင်းလို့ရပါတယ်ရှင့်ဒီနေရာနှစ်နေရာနော်ဟုတ်ကဲ့ပါအဆင်ပြေကြပါစေသိချင်တဲ့ကြောင်းလေးရှင်းပြီးဆိုခေါင်းမှာမှန်လာပေးကြနော်အစီအပြေမဲ့ဆိုတော့တက်ရရှင်းရှင်းကူပေးကြပါအောင်ရှင့် TikTok shop ကိုအခြေခံကစပြီးတော့စနစ်ကျတင်လေးလာခြင်းနဲ့ရလက်တင်မြတ်ထွက်ခြင်းနဲ့ဝင်ငွေရှာလို့ရတဲ့အထီကိုမှပေါ့နော်တင်းတင်းကျင်တက်ချင်တဲ့ဆိုတဲ့သူလေးအတွက် TikTok အခြေခံကစပြီးဝင်ငွေရှာလို့ရဟိတနာပေးတဲ့ online ပြီးတော့တင်တန်းနေ VIP တင်တန်းနေဖွင့်ထားပေးပါတယ်ရှင့်မေဂျင်ကူဖွင့်ပေးထားတဲ့ပေါ့နော် online ပြီးတော့တင်တန်းတွေကဆိုရင်တင်တန်းနဲ့မှာမေဂျင်ဗီဒီယိုလေးတစ်ပုတ်စီလုပ်ပြီးတော့တင်ထားပေးတဲ့ရှင့်အဲ့ဒါလေးကိုအားတဲ့ချိန်မှာလေ့လာမယ်သင်ယူမယ်စူးစမ်းမယ်မေဂျင်အဲ့တင်တန်းနဲ့ထည့်ပြီးမှာနော်တင်တန်းနဲ့ရောက်သွားပြီဆိုရင်ကိုအားရင်အားဆိုမျိုးလေ့လာသင်ယူစူးစမ်းပြီးတော့လောက်ကြည့်ပါလိုအပ်တာရှိရင်နားမလည်ရရှိရမရှင်းတာရှင်းတော့အချိန်ပြီးမေးလာလို့ရပါတယ်ရှင့်မစ်စစ်စီမှာတနန်းအပ်တဲ့တနန်းသူတွေအကုန်လုံးကိုပြင်စင်က TikTok အကောင့်တွေစစ်ပေးပါတယ်လိုအပ်တာလုပ်ပေးပါတယ်တနန်းနဲ့တော့တစ်ခါလေးတန်းထည့်ပေးပါတယ်ရှင့်တနန်းကြီးကတော့မြန်မာငွေ4000ကျပ်ပဲဖြစ်ပါတယ်ရှင်အဲ့တော့တနန်းချင်းမြန်မာငွေ4000ကျပ်နဲ့တနန်းအပ်ချင်တယ်ဆိုရင်တော့အမြင်ဆုံးလာဖို့လိုမယ်နော်မစ်စစ် TikTok Messenger Facebook Messenger line စင်းတွေမှာတနန်းလာအလို့ရပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အဆင်ပြေကြပါစေနော်အသက်ရှူတဲ့ငွေတွေကိုကြားပါစေရှင်